အားလုံးပဲမင်္ဂလာပါ Chaypan Japanese Language Center ပြန်လည်ကြိုဆိုလိုက်ပါတယ်အမကတော့ Chaypan ကမဲ့ Chay လည်းပဲဖြစ်ပါတယ်အမဒီဗီဒီယိုမှာပြီးခဲ့တဲ့ဗီဒီယိုရဲ့ Set and 4ပေါ့နော်အခန်း2018မေကွန်းဟောင်း and 4ရဲ့ပုံဖို့တို့ကိုင်းပိုင်းလေးကိုပြောပြပေးသွားပါမယ်ဆိုတော့ရှေ့ဗီဒီယိုမှာတော့2018ရဲ့မိုဂျီကိုကြီးအပိုင်းကပြီးသွားပြီပေါ့နော်ဆိုတော့အခုဒီဗီဒီယိုထဲမှာတော့ and 4ရဲ့ပုံဖို့တို့ကိုင်းပိုင်းပေါ့နော်ပုံဖို့ဆို grammar နဲ့reading အပိုင်းနဲ့ပေါ့နော်ဒီအပိုင်းနှစ်ပိုင်းကြောထားတဲ့ဟာလေးကိုပြောပြသွားမှာဖြစ်တယ်သူကတော့ဒါ2018တုန်းကဆိုမိနစ်60ပေါ့နော်အခုကတော့55မိနစ်ဖြည့်ရပါပေါ့နော်ခုနောက်ပိုင်းဆိုလို့ရှိရင်တော့55မိနစ်စာဖြည့်ရမယ်မေးခွန်းလေးဖြစ်ပါတယ်ဆိုတော့ဒီအပိုင်းမှာကတဲ့ဘာတွေပါမှာလဲပေါ့နော်ဒီမှာကကြတော့ဘုံပိုးရဲ့ဒုကိုင်းဆိုတော့ဘုံပိုး grammar နဲ့ပတ်သက်တဲ့အပိုင်းပါမှာပေါ့နော်ဆိုတော့ဒီမေးခွန်းနံပါတ်1မေးခွန်းနံပါတ်1ကတော့ quality ဖြည့်ပဲเนาะအဖြေကရှေ့မှာတော့မူဂျီကိုကြီးမှာလည်းပါခဲ့တဲ့ပုံစံအတိုင်းပဲနံပါတ်1မေးခွန်းနံပါတ်1မှာတော့ဒီ quality ဖြည့်လေးပါမယ်ပေါ့နော်ဆိုဘုံပိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရဲ့ particle ကြောရှိတွေရဲ့အသုံးပြုပုံပြုနည်းလေးတွေပြင်နောက်တစ်ခုကဒီ grammar pattern တွေဘယ်လိုသုံးလဲဆိုတဲ့ဟာနဲ့ပတ်သက်တဲ့ကွက်လက်လေးတွေဖြည့်ပေးရမှာပေါ့နော်ဆိုတော့သူကဒီမှာ ray လေးပေးထားတာမို့လို့ ray ကိုကြည့်ပြီးတော့မှဖြည့်လို့ရတယ်ဆိုတော့အမကတော့ ray ကိုမပြောတော့ဘူးเนาะ h ဘက်နံပါတ်1ကနေစပြီးတော့ဆက်သွားကြည့်အောင်เนาะဆိုတော့ h ဘက်မှာသူပေးထားတာက kino no shukurai wa တဲ့ sunakatta no de 何終わりましたဟုတ်ပြီเนาะဆိုတော့ kino no shukurai ဆိုတော့မနေ့ကရဲ့အိမ်စာတွေเนาะအိမ်စာတွေကတဲ့ sunakatta ဆိုတော့နေခဲ့တဲ့အတွက်ကြောင့်မို့လို့တဲ့ကွက်လက်終わりましたပြီးသွားခဲ့တယ်တဲ့20本しか20本で20本を終わりましたမတော့เนาะအဲ့တော့အဖြေကဘာဖြစ်မယ်လို့ထင်လဲ1 2 3 4ထဲကဖြေမှန်က3ပဲနံပါတ်3ဖြစ်ပါတယ်เนาะမိနစ်20နဲ့ပြီးသွားခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်เนาะမိနစ်20ပြီးသွားတာလည်းမဟုတ်ဘူးမိနစ်20ကလွဲပြီးတော့လို့လည်းသုံးတာလည်းမဟုတ်ဘူး20本でဆိုတဲ့မိနစ်20နဲ့ပြီးသွားခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးတာမို့လို့ဖြေမှန်က3ပဲနံပါတ်3ဖြစ်ပါတယ်เนาะစနစ်ပဲဆက်သွားပါမယ်このロボットはတဲ့လူเนาะပြီးရင်話することができますဒီစရုပ်ကတဲ့လူစကားပြောနိုင်တယ်စကားပြောခြင်းကိုလုပ်နိုင်တယ်ဆိုတော့လူနဲ့စကားပြောခြင်းကိုလုပ်နိုင်တယ်ဆိုတဲ့ဟာလေးဖြစ်နိုင်တာပေါ့နော်ဆို1番や2番お3番え4番とဒါဆိုရင်လူနဲ့စကားပြောခြင်းကိုလုပ်နိုင်တယ်ဆိုတော့ရတို့အိုတို့အဲတို့မဟုတ်ဘူးအဖြေမှန်ကတို့ဟုတ်ပြီနော်4番နံပါတ်4အဖြေမှန်ကတို့ဖြစ်ပါတယ်နော်ကဲဟုတ်ပြီဒါဆိုရင်3番ဆက်သွားပါမယ်နံပါတ်3弟は小さい時よく怪我をして両親心配させました。ဆို弟はဆိုတော့ညီလေးဖြစ်သူကเนาะ小さい時ဆိုငယ်တုန်းကပေါ့เนาะကလေးတုန်းကအရွယ်မျိုးပြောချင်တာเนาะငယ်ငယ်လေးတုန်းကတဲ့よく怪我をしてဆိုမကြာခဏအနာတရားဖြစ်ပြီးတော့เนาะဒဏ်ရာတွေရပြီးတော့မာတဲ့両親မိဘတွေ心配させましたစိတ်ပူစေခဲ့တယ်ပေါ့နော်စိတ်ပူခိုင်းတယ်လို့စိတ်ပူစေတယ်လို့နော်させましたတို့သိထားပြီလားနော်လှုပ်ချင်းခံရဆိုတဲ့ပုံစံမျိုးမှာတုံးခဲ့တဲ့ဟာလေးအဲ့တော့သူ့နဲ့တွေ့တုံးတဲ့ဟာရှိပြီးသားနော်1番がで2番がお3番がの4番がやမိဘတွေကိုစိတ်ပူစေခဲ့တယ်စိတ်ပူခိုင်းခဲ့တယ်ဆိုတဲ့ပုံစံမျိုးဆိုတော့အဖြေမှန်က2番おဟုတ်ပြီနော်အကေဒီနေရာမှာရောရှင်းဥပမာဖြစ်ဆိုရင်ရောရှင်တစ်ခုခုပါခဲ့မယ်ပေါ့နော်နောက်တစ်ခုခုပါခဲ့မယ်ဆိုလို့ရှိရင်เนาะရောရှင်နီတို့အဲ့လိုမျိုးတုံးလို့ရတယ်ပေါ့နော်ခုကတော့မိဘနှစ်ပါးပဲပါပြီးတော့မှအနောက်မှာကွက်လက်ဖြစ်တဲ့အတွက်ကြောင့်မလို့အိုကိုတွဲသုံးမယ်เนาะဆိုတော့စာဆဲမစတာနဲ့တွဲလို့ရတဲ့ဟာကအိုဖြစ်ပါတယ်เนาะဆိုတော့ဖြေမှန်က3番အိုsorry 2番အိုဖြစ်ပါတယ်เนาะကဲဒါဆိုရင်ရုံးမဲ့နံပါတ်4တွားရအောင်ပါဟိုတဲရုの朝ごはんのパンがとても美味しかったのでよし食べましたဟိုတေရဲ့မနက်စာပါမွန်ကအရန်ကိုပဲရတာရှိခဲ့တဲ့အတွက်ကြောင့်မို့လို့ရှစ်ခုစားခဲ့တယ်ရှစ်ခုစားခဲ့တယ်ဘယ်လိုစားမှာလဲရှစ်ခုမို့နိကတဲ့ဖြေကမို့ဟုတ်ပြီနော်ရှစ်ခုတောင်မှဆိုတဲ့အဓိပ္ပာယ်နော်ရှစ်ခုတောင်မှစားခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ဒီနေရာမှာယောစနိထားပေးမှရှာလည်းမဟုတ်ပါဘူးကထားပေးမှရှာလည်းမဟုတ်ပါဘူးเนาะဘဲလည်းသုံးလို့မရပါဘူးသူကဒီနေရာမှာရှစ်ခုတောင်မှစားခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တဲ့အတွက်မို့နဲ့တွဲသုံးပြရပါမယ်เนาะကဲဟုတ်ပြီအဲ့တော့ခေါ်ပဲနံပါတ်5ဆက်သွားရအောင်ပါこの日本語の辞書はတဲ့1500年前に外国人作られましたこの日本語の辞書そ
디 집안사의 어비덴사오가 어비덴가 뭐노 어비덴사오가 학교 거진의 마이미스로 롱에 니빵 150 ပေါ့နော်니빵 150မတိုင်ခင်ကတဲ့ guide ကိုကူကျနိုင်ငံခြားသား scholar master ဆိုတော့ပြုလုပ်ခဲ့တယ်ပြီးထွင်ခဲ့တယ်ပြုလုပ်ခဲ့တယ်ဒီလိုပုံစံမျိုးเนาะပြုလုပ်ခဲ့ပါတယ်တဲ့ဆိုတော့လူပြုလုပ်ခဲ့တာခါရအိုနိစီတဲ့နိယတဲ့ခါရအိုနိစီတဲ့နိယတဲ့ဘာဖြစ်နိုင်လဲဖြေမှန်ကရွတ်မယ်နိယတဲ့ဟုတ်ပြီနော်ဘိုင်ဆိုတဲ့အဓိပ္ပာယ်မျိုးနော်သူကကြတော့ဘသူအားဖြင့်ဆိုတဲ့ပုံစံမျိုးဘသူကဖြင့်လုပ်ခဲ့တယ်ဘသူကလုပ်ခဲ့တယ်ဆိုတဲ့ဟာနော်အကယ်၍ဒီညမှာကုန်ပစ္စည်းတစ်ခုစီကနေလုပ်ခဲ့တာမျိုးဆိုရင်နော်ခါရသုံးလို့ရပါတယ်နော်အို့ကတော့မသုံးပါဘူးနိစီတဲ့လည်းမဖြစ်နိုင်ပါဘူးဆိုတော့နိယတဲ့ဟုတ်ပြီနော်ဒီနိုင်ငံခြားသားကနေပြီးတော့မှသူကူရတဲ့ master ဆိုတော့ပြုလုပ်ခဲ့တယ်လို့ပြောချင်တာဟုတ်ပြီနော်ဒီနိုင်ငံခြားသားကနေပြီးတော့မှပြုလုပ်ခဲ့တယ်အဲ့တော့ဒီနေရာမှာဒီဟာလေးကအင်္ဂလိပ်လို့ဆိုလို့ရှိရင် by လို့လည်းအဓိပ္ပာယ်ယူလို့ရတယ်ပေါ့နော်ဒီလိုပုံစံမျိုးသုံးတာဖြစ်တဲ့အတွက်နိယောတဲ့နိုင်ငံခြားသားကနေပြီးတော့မှပြုလုပ်ခဲ့တယ်ဟုတ်ပြီနော်ဆိုတော့အဖြေမှန်က Yunban နံပါတ် 4ဖြစ်ပါတယ်ဆိုတော့ကိုပဲဆက်သွားပါမယ်အေးရှိနော်တဲ့ 온도저와何使いますか予約が必要ですA ရှိမှရှိရဲ့ 온도저 အားကစားခွင့်ကိုတဲ့ခွက်လက်အသုံးပြုနိုင်ပြီးမယ်လေ予約က 必要予約ဆိုတာကကြတော့ booking လုပ်ဖို့တော့ 必要လိုအပ်တယ်ပေါ့နော်ဆိုတော့ဒီ 온도저 ကအသုံးပြုနိုင်ပြီးမယ်予約လုပ်ဖို့တော့လိုအပ်တယ်ဒါတွေတင်မို့ဒါတွေအိုဒါတွေနိဒါတွေကဖြေက1ပဲဒါတွေတင်မို့ဘသူပဲဖြစ်ဖြစ်အသုံးပြုနိုင်ပေမဲ့เนาะဘသူမဆိုဘသူဖြစ်ဖြစ်ဆိုတဲ့အဓိပ္ပာယ်เนาะအဲ့တော့ demo နဲ့သုံးရပါမယ်ဒါတွေအိုဘသူကိုဆိုတဲ့ဟာမျိုးမသုံးပါဘူးဒါတွေနိဘသူထန်တို့ဘသူထန်မှအဲ့လိုမျိုးမသုံးပါဘူးဒါတွေကဘသူကဆိုတဲ့ဟာမျိုးเนาะဘသူကအသုံးပြုနိုင်ပေမဲ့လို့မပြောဘူးလေเนาะဘသူပဲဖြစ်ဖြစ်ဘသူမဆိုအသုံးပြုနိုင်ပေမဲ့လေ予約လုပ်ဖို့တော့အရေးကြီးတယ်တော့လိုအပ်တယ်ပေါ့နော်予約လုပ်ဖို့ booking လုပ်ဖို့တော့လိုအပ်ပါတယ်တဲ့ဆိုတော့ကုပန်လေးကအဖြေမှန်က 1ဖြစ်ပါတယ်ဆက်နာနာပဲနံပါတ်9ဆက်ပြီးတော့မှသွားပါမယ်မိုင်းရာဆန်နဲ့ reason နဲ့နှစ်ယောက်ကစကားပြောနေတာเนาะမိုင်းရာဆန်ကဘာပြောလဲဆိုတော့reason နဲ့ reason ရေいつも何国の家族に連絡しますかတဲ့တိုင်းပြည်ရဲ့မိသားစုပေါ့နော်တိုင်းပြည်ကမိသားစုတွေထံတို့連絡しますかအဆက်အသွယ်ပြုလုပ်တယ်လေတဲ့ reason ကပြန်ပြောတယ်မေရိုခါကုကုတိုက oides မေးရေးတာတော့ပုံများပါတယ်တဲ့မေးကိုရေးတာပဲများပါတယ်ပေါ့နော်ဆိုတော့အဲ့တော့ဒီမှာမေးရေးတာများတယ်ဆိုတော့ဘယ်လိုပုံစံမျိုးဆိုတဲ့ဟာကိုပြောထားတာပေါ့နော်သူကဘယ်လိုပုံစံမျိုးအဆက်အသွယ်လုပ်တယ်ဆိုတဲ့အဖြေကိုပေးထားတာဆိုတော့ဘယ်လိုအဆက်အသွယ်လုပ်လဲဆိုတဲ့ပုံစံမျိုးကိုမေးရမှာပေါ့နော်အဲ့တော့သူဒီမှာ1番မှာပေးထားတာကドノくらい2番ကドノ3番どうやって4番どういうဒါဆိုအဖြေကိုတစ်ခါလေးတန်းသိမယ်လို့ထင်ပါတယ်နော်အဖြေမှန်က3番နံပါတ်3ဒိုးရက်တဲ့ဘယ်လိုလုပ်ပြီးတော့မှတိုင်းပြည်ကမိသားစုနဲ့အဆက်အသွယ်လုပ်တယ်လဲဟုတ်ပြီနော်ဒုံတို့ကိုယ်တိုင်ဆိုလို့ရှိရင်ဒါကကြတော့ကြာချိန်လို့ခုံချောင်းငွေတို့နော်ဘယ်လောက်လောက်ဆိုတဲ့ပုံစံမှာတောင်းတာဖြစ်တဲ့အတွက်မဟုတ်ပါဘူးဒုံတို့ကကြတော့အကယ်၍များပေါ့နော်ဘယ်လိုဟာမျိုးလဲဆိုတဲ့ဟာမျိုးဆိုရင်တော့ဒါမျိုးဖြစ်နိုင်တယ်ပေါ့နော်ဘလို့အိမ်မျိုးလဲလို့เนาะအဲ့လိုမျိုးတွေမှာဆိုရင်ဒါမျိုးသုံးပါတယ်ဒါပေမဲ့အခုမှတော့ဒီလိုမျိုးမသုံးเนาะဒုံတို့ခုနိနော်ဆိုရင်ဘယ်လိုတိုင်းပြည်မျိုးဆိုပြီးတော့ဖြစ်သွားမှာဖြစ်တဲ့အတွက်ဒါမဟုတ်ဘူးเนาะတို့ရက်တဲ့ဘယ်လိုလုပ်ပြီးတော့မှเนาะပြီးရင်တို့ EU ဆိုတာကဘယ်လိုအဓိပ္ပာယ်ရလဲဆိုတော့အဲ့လိုမျိုးပုံစံမျိုးလဲသုံးတာမဟုတ်ဘယ်လိုလုပ်ပြီးတော့မှမိသားစုရဲ့တိုင်းပြည်မှာရှိတဲ့မိသားစုနဲ့အဆက်အသွယ်လုပ်တယ်လေလို့နေရမှာဖြစ်တဲ့အတွက်ဖြေမှန်က3番နံပါတ်3ဖြစ်ပါတယ်เนาะခေဒါဆိုရင်ဆက်ပြီးတော့ပါမယ်8ပဲ娘は先月高校を卒業しました何大学の入学式です娘သမီးဖြစ်သူကပြီးခဲ့တဲ့လကအထက်တန်းကို卒業しましたဆိုတော့ဘွဲရပြီးပြီပေါ့နော်ပြီးဆုံးသွားပြီအောင်မြင်သွားပြီတဲ့ဘွဲရပြီးပါပြီတဲ့ခုလက်大学の入学式ဆိုတက္ကသိုလ်ရဲ့入学式ကျောင်းဝင်ခွင့်เนาะကျောင်းဝင်ခွင့်ခန်းနာပဲဖြစ်ပါတယ်တဲ့ဆိုပြီးခဲ့တဲ့လကအထက်တန်းပြီးသွားခဲ့တဲ့အထက်တန်းဘွဲရသွားတဲ့တက္ကသိုလ်ရဲ့ဝင်ခွင့်ဖြစ်တယ်ဆိုတော့ကြည့်မယ်1番မှာတန်းတဲ့2番ကအာမရီ3番ကဒိုင်4番ကမိုးစုကိုအဲ့တော့ပြီးခဲ့တဲ့လကဆိုပြောတက္ကသိုလ်ဝင်ခွင့်ဆိုတော့မကြမီတက္ကသိုလ်ဝင်ခွင့်ဖြစ်ပါတယ်ဆိုတော့အဖြေက4番နံပါတ်4ဖြစ်ပါတယ်မိုးစုကိုမကြမီတက္ကသိုလ်ရဲ့ဝင်ခွင့်အခမ်းအနားဖြစ်တယ်လို့ပြောမှာပေါ့နော်တန်းကတဖြည်းဖြည်းဆိုတော့မဟုတ်ဘူးအာမရီသိပြီးတော့မဟုတ်ဘူးဒိုင်များသောအဖြစ်အများအဖြစ်ဆိုတော့မဟုတ်ဘူးเนาะအဲ့တော့အဖြေမှန်ကမိုးစုမှုဆိုတဲ့4番ဖြစ်ပါတယ်
So Q-Ben number 9လေးဆက်သွားရအောင်ပါခေစာဝအခီနီအကူဘာစကခုနခတနော်တဲ့တောက်ရှိတဲ့ဣခိမရှိတာခေစာဝဒီမနေ့ကတော့တဲ့အခီနီအကူဘာစဆိုဘူရာကိုတောမိတ်ကာကတဲ့ကွက်လက်မလာခဲ့တော့ကြောင့်တက်စီဖြစ်သွားခဲ့တယ်မလာခဲ့တော့ကြောင့်တက်စီဖြစ်သွားခဲ့တယ်一番やっとにべなかなか三番きっと4番いすかမလာခဲ့တာဘလို့မလာခဲ့တာလဲဒီမယ်ကနိဗ္ဗာန်နာကနာကတော်တော်နဲ့ကိုမလာခဲ့လို့ဟုတ်ပြီနော်တက်စီနဲ့တွားလိုက်တယ်လို့ပြောတာရက်တုနောက်ဆုံးတော့ခိတိုချင်းဒီပေါ့အစ်စ်ကတက်ချင်းချင်းဆိုတော့ဒါတွေကမဖြစ်နိုင်ဘူးနော်ကဲတော့ဂျူပဲနံပါတ်30သွားပါမယ်山下さんနဲ့南さんတွေကစကားပြောနေတာ南さんနဲ့明日ကあさってカラオケに行かないအော်南さんရေးတယ်မနေ့ပြန်ဒီနေရာမှာခကတော့မဟုတ်ဆိုတဲ့အဓိပ္ပာယ်နော်မနေ့ပြန်တော့မဟုတ်တပတ်ခတဲ့ကာရာအိုကေနီဤခါနိုင်ဆိုတာဒီနေရာမှာမသွားဘူးလားလို့ပြောမှာမဟုတ်ဘဲနဲ့သွားကြမလားလို့ပြောတာပေါ့နော်ကာရာအိုကေသွားကြမလားတဲ့ဤနေတဲ့ကောင်းသားပဲနော်တဲ့အားရှဝါစုဖို့ကဝါရုဤခဲ့တော့မနေ့ပြန်ကတော့စုဖို့ကဝါရုဤခဲ့တော့အချိန်တွေကအစင်မပြေပေမဲ့လေတဲ့အာဆတ်တဲ့တပတ်ခဒိုင်းကြဘူးတာရောတဲ့အဆင်ပြေပါတယ်တဲ့ဟုတ်ပြီနော်ကိစ္စမရှိပါဘူးဆိုတော့အဆင်ပြေတယ်ပေါ့နော်တပတ်ခါကတော့အဆင်ပြေတယ်တပတ်ခါဆိုရင်တော့အဆင်ပြေတယ်ဒီလိုမျိုးဖြစ်မှာပေါ့နော်ဆိုတော့ဒီချိဘန်းကနာနော်နိနိဘန်းကဒါခါရစံဘန်းကဒေမိုဂျွန်ဘန်းကနာရဆိုတော့ခုနလေးရအောင်ပြောလိုက်တဲ့တဲမှာပါတယ်တပတ်ခါဆိုရင်အဆင်ပြေတယ်เนาะအာဆတ်တဲ့နာရယွန်ဘန်းဖြစ်ပါတယ်အဖြေမှန်ကတပတ်ခါဆိုရင်တော့အဆင်ပြေတယ်ဒေမိုကလဲပဲတို့တောင်းပါတော့အဲ့လိုမျိုးမနေ့ပြန်တောင်းပါတို့တပတ်ခါတောင်းပါအဲ့လိုမျိုးဆိုတော့ဒါမဖြစ်နိုင်ဘူးဓာတ်ခါရတော့ကြောင့်ဆိုတာလည်းမဖြစ်နိုင်ဘူးနာနော်နိတော့ကြောင့်ဆိုရင်ဟာလည်းမဖြစ်ဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့အဖြေကယွန်မဲ့နာရဖြစ်ပါတယ်ဆိုကြည့်ကြည့်ပဲနံပါတ်7私は何々アイダスーパーでアルバイトをしていましたကျွန်တော်ကတဲ့ကွက်လက်အာရီဒါအတော်အတွင်းမှာเนาะစးပါမှာတဲ့アルバイトをしていますဆိုတော့ချိန်ပိုင်းလုပ်ကိုလုပ်နေခဲ့ပါတယ်夏休みに夏休みで夏休みの夏休みဆိုဒီရဲ့အာရီဒါသိမယ်ထင်ပါတယ်เนาะဆိုတော့ grammar pattern လေးပုံပိုးတင်ထားပြီးသားပါ info ရဲ့ပုံပိုးကnot အာရီဒါလေးเนาะ noun တော့အာရီဒါဖြစ်တဲ့အတွက်夏休み not အာရီဒါဖြစ်ပါတယ်เนาะဒီနေရာမှာ夏休み not လို့ထည့်ပေးရမှာဖြစ်တယ်เนาะကျန်တဲ့ဟာတွေကမဟုတ်ပါဘူးเนาะဆို12ပဲ number 7နဲ့先週ပြီးခဲ့တဲ့ဟုတ်တယ်先週2話の木の枝を切りました全部2時間かかりました先週ပြီးခဲ့တဲ့အပတ်က2話の木の枝ဆိုတော့ပန်းချံထဲမှာရှိရပေါ့နော်အပင်ရဲ့ပကိုင်းတွေကိုတဲ့ခီရီမတ်တာခုတ်ခဲ့နော်ဇမ်ဘူအားလုံးနဲ့2နာရီကြာပါတယ်တဲ့ဒါ info ရဲ့ဘုံပိုးရတဲ့သူဆိုလို့ရှိရင်ဒီကောင်းသိပါမယ်နော်အချိန်ကြာတာဆို一番切ったり2番切るのに3番切りに4番切るかどうかအချိန်ကြာတာเนาะတခုခုလုပ်ဖို့အချိန်ကြာတယ်ဆိုရင်အမတို့ info မှာပါတဲ့ဘုံပို့အရာဆိုရင်သူကအဖြေမှန်ကနိဗ္ဗာန်ခိရုနော်နိခုတ်ဖို့အတွက်ပေါ့เนาะအားလုံးခုတ်ဖို့အတွက်အချိန်2နာရီကြာခဲ့တယ်ဒီနေရာမှာ not နိနဲ့သုံးပြရတာဖြစ်ပါတယ်เนาะweb dictionary ပေါင်းကိုအလယ်မှာ not လေးခံပြီးတော့မှနိနဲ့ပေါင်းတာเนาะအကယ်၍ဒီနေရာမှာ noun ဆိုရင်တော့ noun နိဆိုပြီးတော့မှသုံးလို့ရပါတယ်เนาะတခုခုလုပ်ဖို့အတွက်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးပါတယ်เนาะဆိုတော့ဒီနေရာမှာခိရုနော်နိဖြစ်ပါတယ်เนาะဆိုဂျူနိဘန်ရဲ့အပြင်မှန်ကနိဘန်နံပါတ်2ဖြစ်ပါတယ်ဆိုတော့ဂျူတန်ဘန်ဆက်ပြီးတော့မှသွားရအောင်ပါキムラセンね、山田センね、スカーピオニアの山田セン、明日の午後、セカの練習に行きますか山田セン、いいね、ペン、いいね、にまれ。セカの練習所、ボロン、リズムと行きますかとあめられ。行きます。ほけ、とばめで、もだびめれれ。午前中にで用事があるので、午前中に。မနက်ပိုင်းမှာတဲ့မနက်ပိုင်းမှာပေါ့နော်မနက်ပိုင်းမှာတဲ့ယောจิကအာရုဏောတဲ့ဆိုတော့အလုတ်ကိစ္စနော်ယောจิကအာရုဏောတဲ့အလုတ်ကိစ္စလေးရှိတဲ့အတွက်ကြောင့်မို့လို့တဲ့ကွက်လက်ဖြစ်ပါတယ်တဲ့ဆိုတော့ तू ကသွားမယ်ဒါပေမဲ့လည်းမနက်ပိုင်းမှာအလုတ်ကိစ္စရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ကွက်လက်ဆိုပြီးတော့မှပေးထားတယ်โอคุเรไนเดคุดาไซ2番โอคุเรない方がいいです3番遅れるかもしれません4番
遅れてはいけませんဆိုတော့ဒါလေးတွေကဘုံပိုးတွေသိထားပြီးသားဖြစ်မယ်နော်ဆိုတော့အကြောင်းပြချက်တစ်ခုခုကြောင့်တစ်ခုခုပြင်မယ်ကစမ်းပတ်နံပါတ်3ဖြစ်ပါတယ်နောက်ကျကောင်းနောက်ကျလိုက်မယ်နောက်ကျနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်เนาะသူက maybe နောက်ကျကောင်းနောက်ကျနိုင်တယ်လို့ပြောသွားတာဖြစ်ပါတယ်เนาะဆို遅れないでくださいနောက်မကျပါနဲ့မဖြစ်နိုင်ဘူးเนาะဒီနေရာမှာမနေ့ပိုင်းမှာအလုပ်ကိစ္စရှိနေတာဖြစ်တဲ့အတွက်နောက်မကျပါနဲ့လို့ပဲပြောမလဲเนาะမပြောပါဘူး遅れない方がいいですဒါလည်းမပြောပါဘူးเนาะနောက်မကျတာကောင်းတယ်ဆိုတော့ဒါလည်းမဟုတ်ဘူးရုံးမဲ့遅れてはいけませんနောက်ကျလို့မရဘူးဒါလည်းပြောလို့မရဘူးเนาะဒီတော့အပြင်မဲ့ကစမ်းပတ်နံပါတ်3遅れるかもしれませんနောက်ကျကောင်းနောက်ကျလိုက်မယ်နောက်ကျနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်เนาะကဲတော့ဂျူယွန်မဲ့နံပါတ်14ဆက်သွားပါမယ်ရှကူရိုတွေဆိုတော့စားတောက်ခံမှာပေါ့နော်စားတောက်ခံမှာဒါမှမဟုတ်လေကန်တင်းမှာတဲ့သူနဲ့ပြောမှာလဲဆိုတော့မိုရီဆန်နဲ့တနာကာဆန်နဲ့စကားပြောမှာပေါ့နော်ဆိုတော့ IT တို့စိတ်ခိကအာရီမဆန်နေတဲ့လွတ်နေတဲ့ခုံမရှိဘူးတဲ့နော် IT တို့စာလွတ်နေရနော်နေရာတွေပါလွတ်တာကို IT လို့သုံးတယ်နော်ဒီဘယ်ကနေလာလဲဆိုတော့အခီမဆန်ပါနော်ဆိုတော့ IT တို့စိတ်ခိကအာရီမဆန်နေတဲ့လွတ်နေတဲ့ခုံမရှိဘူးနော်တဲ့အဲ့တော့ဒီဘက်တနကဆန်ကလည်းပဲအေးဟုတ်တယ်တဲ့ပြီးလေပြီးရောဆိုပြီးဖြစ်သွားနော်ဒီမို့ဆုပ်ပေါ်တော့စိတ်ခိကတဲ့ကွက်လက်ရောတဲ့ဒါပေမဲ့လေပိုးနေရာကခုံကတော့တဲ့ကွက်လက်ပြီးတော့အဲ့တော့မိုရီဆန်ကဘာဆက်ပြောလဲဆိုတော့ဖုန်းတို့ですねတကယ်ပဲနော်တဲ့အခုမှတဲ့လွတ်တဲ့အချိန်ကို school ship မချီမရှော့နည်းနည်းလောက်စောင့်ကြရအောင်တဲ့ဟုတ်တယ်နော်လွတ်တဲ့အထိနည်းနည်းလောက်စောင့်ကြရအောင်飽きそうです。飽きました。空いています。空いたようです。ဆိုတော့အဖြေမှန်က飽きそうです。လွတ်တော့မဲ့ပုံပဲလွတ်တော့မဲ့ပုံပဲဟုတ်ပြီနော်ဒီမှာသူပြောထားတယ်လေနော် IT တို့စိတ်ခိကအာရီမဆန်လွတ်နေတဲ့ခုံကမရှိဘူးလို့ပြောတဲ့နောက်တော့ဒီဟာ IT မတ်ကမဖြစ်နိုင်ဘူးနော်အာခိဆိုးဆိုတာကဘာဖြစ်တော့လွတ်တော့မဲ့ပုံပဲလို့ပြောတာနော် so this နဲ့ပေါင်းထားတယ်သူကမြင်တဲ့အမြင်ကိုပြောလိုက်တာဖြစ်တယ်နော်ဟိုမှာဟိုကခုံကတော့လွတ်တော့မဲ့ပုံပဲတကယ်ပဲနော်လွတ်တဲ့ဒီခဏလောက်ဆောင်ရအောင်ဆိုတော့ဒီအဖြေက 1ပဲနံပါတ်1ဖြစ်ပါနော်အာခိမိုက်စတာလွတ်သွားခဲ့တယ်ဆိုတာလည်းမဟုတ်ဘူးအိုင်တာယော this လွတ်ခဲ့တဲ့ပုံပဲဆိုတာလည်းမဖြစ်နိုင်ဘူးအဲ့တော့အဖြေမှန်က1ပဲအာခိ so this ဖြစ်တယ်နော်ကြည့်တော့ဆိုရင်ဂျူယွန်ပန်ပြီးတော့ဂျူကောပန်ဆက်သွားရအောင်ပါဆိုတော့ဂျူကောပန်မှာတော့ခိုင်ရှိစစ်တဲ့ဆိုတော့အစည်းအဝေးခံမှာလို့ပြောတာပေါ့နော်ဒီမှာလည်းနှစ်ယောက်ကစကားပြောတယ်ဟာယာရှိဆန်နဲ့ဝေရာဆန်နဲ့နှစ်ယောက်ကစကားပြောနေတာနော်ဟာယာရှိဆန်ကဘာပြောလဲဆိုတော့ဝေရာဆန်နဲ့ခိုင်ကြီးの準備は終わりましたか手伝いましょうかဝေရာဆန်ရဲ့အစည်းအဝေးရဲ့準備ပြင်ဆင်ခြင်းတွေက終わりましたかပြီးသွားပြီလားတဲ့手伝いましょうかကူညီပေးရမလားありがとうございますကျေးဇူးတင်ပါတယ်တဲ့ကြားရဖြစ်ရင်တော့ is က一つ足りないので隣の会議室からကျေးဇူးအများကြီးတင်ပါတယ်ဒါဖြစ်ရင်စပွဲsorry ကလထိုင်တစ်လုံးပေါ့နော် is ကလထိုင်တစ်လုံးကဘယ်လောက်တဲ့အတွက်ကြောင့်မလို့ဘေးနာအခန်းကနော်သုံးနာရီတော့ဆိုဘေးကရဲ့အခန်းကတဲ့အစည်းအဝေးခန်းကပေါ့နော်ဘေးကရဲ့အစည်းအဝေးခန်းကနေပြီးတော့မှတဲ့ကွက်လက်တဲ့はいわかりましたဟုတ်ကဲ့နားလည်ပါပြီတဲ့持ってこなくてもいいですか持ってきてもらえますか持ってこないといけませんか持ってきていませんかတဲ့ဆိုတော့ဘာဖြစ်မလို့သူ့ကိုကူညီပေးရမလားလို့မေးတော့သူကခုံလေးတစ်လုံးမလောက်တဲ့အတွက်ကြောင့်မလို့ဘေးအခန်းကနေပြီးတော့မှယူပေးလို့ရမလားလို့မေးမှာပေါ့နော်အဲ့တော့ motte kite moraemas ကအပြင်မဲ့နိဗ္ဗာန်ဖြစ်ပါတယ်နော် motte konakute mo i desu ka ဆိုတော့မယူလာလဲရလားလို့ဖြစ်သွားမှာပေါ့နော်အဲ့ဒါမဟုတ်ဘူးနော်နိဗ္ဗာန်ကတော့ယူလာပေးလို့ရမလားဆမ်မန်ကကြတော့ motte konai to ikemasen ka ယူမလာလို့မဖြစ်ဘူးလားဆိုတော့ဒါလည်းမဟုတ်ဘူးเนาะ motte kite imasen ka ယူမလာနေဘူးလားဆိုတော့ဒါလည်းမဟုတ်တော့အပြင်မှန်ကနိဗ္ဗာန်နံပါတ်2 motte kite moraemas ka ယူလာပေးလို့ရမလားဖြစ်ပါတယ်เนาะဆိုတော့ဒီဟာကကြတော့ဘုံဘိုးရဲ့ကွက်လက်ဖြစ်မွန်တိုင်းအချီပေါ့เนาะ15ဘုတ်ပါပါတယ်ဒီအပိုင်းလေးပြီးသွားပြီပေါ့เนาะဆိုရင်မွန်တိုင်းနိကိုဆက်ပြီးတော့မှသွားပါမယ်မွန်တိုင်းနိကကြတော့အတူကောက်ဆိုရင်တော့အတူလေးနဲ့ပြောကြရင်တော့သူ star ပု္ပ္ပာလို့ခေါ်ကြတယ်ပေါ့နော်
သူကကြတော့ဒီမှာစလုံးလေးပေးထားတယ်အလယ်မှာကွက်လက်က၄ခုပေးထားတယ်ရွေးစရာစလုံးကလည်း၄လုံးပေးထားတယ်ဆိုတော့ N5 တုန်းကလုပ်ခဲ့တဲ့သူတွေပေါ့နော်မင်းနောက်ခိုင်တဲ့သူတွေဆိုသိလိမ့်မယ်စလုံးလေးတွေကိုခွဲပြီးပေးထားတယ်စက်ကြောင်းဖြစ်အောင်တိဆောက်ရမယ်ပေါ့နော်အဲ့လိုစက်ကြောင်းဖြစ်အောင်တိဆောက်ရင်းနဲ့မှသူဒီ star ပြထားတဲ့နေရာမှာထည့်ရမယ့်စလုံးကိုရွေးပေးရမှာနော်ဆိုတော့ဒီလေးလုံးကိုလည်းအသုံးပြုပြီးတော့မှဒီ star မှာရှိတဲ့ဟာကိုကြမဲ့ဟာကိုထည့်ပေးရမှာနော်ဆိုတော့သူကဒီမှာလည်းပဲအသုံးပြုပုံ sorry ဒီနေရာမှာသူ ray လေးပေးထားတယ်ပေါ့နော် ray လေးမှာဒီမှာသူလုပ်ပြထားတယ်ဆိုတော့ကိုကအဲ့ဒါလေးကိုပြန်ကြည့်ပေါ့နော်အမကတော့ ichiban ကိုဆက်ပြီးတော့မှသွားပါမယ်ဒီမှာတော့သူက Juro Kuben နဲ့သွားထားတယ်ပေါ့နော်တော်မောနိုင်နိ Juro Kuben ကနေပြန်စမယ် star ပုံစံလို့ခေါ်တယ်နော်先月まで花屋があった何々美味しいですအရသာရှိ先月までပြီးခဲ့တဲ့လအထိ花屋があったဆိုတော့ပန်းဆိုင်ကရှိခဲ့တဲ့ကွက်လက်က美味しいですအရသာရှိဟုတ်ပြီနော်ဆိုဒီနေရာမှာဒီ star ပုံစံလေးကိုဖြည့်တဲ့အခါမှာကိုကဘာသာလေးပြန်လို့ရတယ်စလုံးလေးတွေတစ်လုံးချင်းစီကိုဘာသာပြန်လို့ရတယ်တလုံးချင်းစီကိုကဘာသာပြန်လို့ရတယ်ထည့်တတ်တယ်စကြောင်းဖြစ်အောင်ရေးတတ်တယ်ဆိုလို့ရှိရင်တော့အဲ့လိုမျိုးတလုံးချင်းစီကိုဘာသာပြန်ပြီးထည့်ပေါ့နော်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်ဒီရှေ့နဲ့ဒီအနောက်ကစကြောင်းစလုံးလေးတွေပါတာဖြစ်တဲ့အတွက်တချို့ဆိုလို့ရှိရင်လည်းအရှိပဲပါတယ်နောက်ပဲပါတာမျိုးလည်းရှိရပေါ့နော်ဆိုတော့အနည်းဆက်ဆုံးအဲ့လိုမျိုးစလုံးလေးတွေကိုဘယ်လိုမျိုးထည့်မလဲပေါ့နော်အဲ့ဒီစလုံးလေးတွေနဲ့ဘာကတွဲလို့ရမလဲဆိုတော့ဘုံပိုးကိုစဉ်းစားပြီးတော့မှထည့်လဲရတယ်ပေါ့နော်ဆိုတော့အောက်မှာ၄ခုတောင်မှပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့အဲ့၄ခုထဲမှာလည်းတွဲလို့ရတာလေးတွေရှိမလားဒီလိုမျိုးလေးတွေရှာပြီးတော့ထည့်ပေါ့နော်ဆိုအမကလောလောဆယ်ဒီမှာဘာသာပြန်ပြသွားတာဖြစ်တဲ့အတွက်ဒီအောက်ကichi ni san yon ထဲကလည်းအမဘာသာပြန်ပြီးတော့မှပဲအရင်ဆုံးပြောပြပေးသွားမယ်ဟုတ်ပြီနော်ဆိုတော့ပြီးခဲ့တဲ့လထိပန်းဆိုင်ရှိခဲ့တဲ့ကွက်လက် oishi des အရပါရှိရဆိုပန်းဆိုင်ရှိခဲ့တဲ့နေရာတစ်ခုခုဖြစ်မှာပေါ့နော်ရှိခဲ့တဲ့နေရာဒါမှမဟုတ်လည်းအဲ့လိုမျိုးနေရာမှာပေါ့နော်ဆိုပြီးတော့မှအဲ့လိုမျိုးသုံးပါပေါ့ဆိုတော့အောက်မှာပေးထားတဲ့စလုံးလေးလုံးအမတို့အရင်စဉ်းစားကြည့်အောင်ဒေခိတပြီးမြောက်တာတို့နော်လုံနိုင်တာတို့ဒီဆောက်ပြီးစီးတာတို့ဒီလိုမျိုးသုံးပါတယ်ဒေခိတปีนี้ဘန်းက ringo no keiki ပန်းဒီကိတ်မော့ဟုတ်ပြီနော်ပန်းဒီကိတ်မော့ခစ်စာတင်ဆိုတော့လက်ဖိတ်ရည်ဆိုင်ကဟုတ်ပြီနော်ခစ်စာတင်ဝလက်ဖိတ်ရည်ဆိုင်ကဘာရှော့နေရာမှာခုနကဒီမှာအတ္တဆိုတော့ပန်းဆိုင်ကရှိခဲ့တဲ့ဘာဖြစ်မလို့နေရာမှာလို့ဖြစ်မှာပေါ့ဟုတ်တယ်နော်ပန်းဆိုင်ကရှိခဲ့တဲ့နေရာမှာပြီးတော့ဒီမှာကြည့်အောင်အိုးရှိခတ်တာဆိုတော့အရသာရှိရတခုခုကအရသာရှိရလို့ပြောတယ်လေနော်အဲ့တော့ဒီနေရာမှာနံပါတ်၄ကိုထည့်ကြည့်မယ်ပြီးရင်ဒီနေရာမှာနံပါတ်2ကိုထည့်ကြည့်မယ်ဟုတ်ပြီနော်ဒီလိုမျိုးအရင်စဉ်းစားပြီးတော့အရင်ထည့်ကြည့်မယ်ပေါ့နော်ဆိုတော့ပန်းဒီကိမုတ်ကအရသာရှိတာဆိုတော့မတို့ကြံခဲ့တာကဒေခိတနဲ့ခိစတန်ဝဆိုပြီးတော့မှကြံခဲ့တာဆိုပြီးခဲ့တဲ့လအထိပန်းဆိုင်ရှိခဲ့တဲ့နေရာမှာဒီဆောက်ပြီးစီးခဲ့တဲ့ဟုတ်ပြီနော်ဖွင့်လှစ်ခဲ့တဲ့ဒီလိုမျိုးလဲတုံးတယ်အိုးဒေခိတအောင်နော်ဖွင့်လှစ်ခဲ့တဲ့လက်ဖိတ်ရည်ဆိုင်ကပန်ဒီကိမုတ်ဟုတ်ပြီနော်အဲ့တော့တိဆောက်ပြီးစီးခဲ့တဲ့လက်ဖိတ်ရည်ဆိုင်ရဲ့လက်ဖိတ်ရည်ဆိုင်ကပန်ဒီကိမုတ်ကအရသာရှိဆိုတိဆောက်ပြီးစီးခဲ့တယ်ဆိုတော့ဒီနေရာမှာအချီထည့်မယ်ဒီနေရာမှာစမ်းထည့်လိုက်မယ်အဲ့တော့တကယ်လို့မတို့ရွေးရမယ့်ဟာလေးကအဖြေမှန် star ရှိတဲ့နေရာမှာရွေးရမယ့်ဟာက ichiban dekita ဖြစ်သွားမယ်ဟုတ်ပြီနော်ဆိုတော့စက်ကြောင်းကိုလည်းဘာသာပြန်ကြည့်မယ်တလုံးချင်းစီကိုလည်းနေရာလေးတွေတွဲပြီးတော့ချကြည့်မယ်ဟုတ်ပြီနော်ဟိုဟာလေးနဲ့ဒီဟာလေးနဲ့တွဲလို့ရမလားအဲ့လိုမျိုးတွေလိုက်ပြီးတော့မှတွဲကြည့်ပြီးတော့မှဒီဟာလေးကိုဖြေပေါ့နော်ဆိုတော့ဒီဟာလေးကတော့နည်းနည်းလေးစဉ်းစားရတဲ့အပိုင်းလေးပါတယ်ပေါ့နော်ဆိုတော့16ပဲရဲ့အဖြေမှန်က1番できたဖြစ်ပါတယ်နော်ဆိုတော့17ပဲနံပါတ်7ကိုဆက်ပြီးသွားရအောင်ပါ昨日の夜家に帰ってから会議を何々覚えていません昨日の夜မနေ့တုန်းကည家に帰ってからအိမ်ကိုပြန်လာပြီးတဲ့နောက်မှာ会議をတော့ကိုတဲ့覚えていませんမမှတ်မိတော့မမှတ်မိတော့စောအောက်မှာဆက်ကြည့်မယ်တော့ကိုတို့ကိုဘယ်နေရာအိုဣတထားခဲ့တာနိမှာကမေကွန်ဖြစ်နိုင်တယ်ပေါ့နော်ကမေကွန်ဖြစ်နိုင်တယ်ဆိုတော့ကမေကွန်ဒါမှမဟုတ်လို့ရှင်သို့မဟုတ်ဆိုတဲ့ဟာမျိုးသုံးတယ်ပေါ့နော်ဒီမှာမေကွန်လေးလဲမေကွန်အမေးစကလုံးလေးလဲပါတယ်ဆိုတော့
ဘယ်နေရာအဲ့လိုမျိုးဖြစ်မှာပေါ့နော်ဆိုတော့ခန့်ကြီးအိုဆိုတော့တော့ကိုပြီးတော့သူကဒီမှာကွက်လက်လေးလည်းsorry ကော်မာလေးလည်းပေးထားတယ်ဆိုတော့ဒီနေရာမှာတင်ကိုပဲဆက်ချောင်းလေးကနည်းနည်းလေးဟိုဘယ်လိုပြောရမလဲအဓိပ္ပာယ်ပေါ်သွားပြီဆိုတဲ့အဓိပ္ပာယ်မျိုးသုံးလို့ရတယ်ပေါ့နော်ခန့်ကြီးကိုဘယ်နေတော့ကိုဆိုတော့ဒီမှာပေးထားတာကဘယ်နေရာထားခဲ့တာမှာဆိုတော့ကိုဘယ်နေရာမှာထားခဲ့လဲဆိုတာမမှတ်မိတော့ဘူးဆိုတာကိုမမှတ်မိတော့ဘယ်နေရာမှာထားခဲ့လဲဆိုတာဟုတ်ပြီနော်ဘယ်နေရာမှာထားခဲ့လဲဆိုတာအဲ့တော့ဘာဖြစ်သွားမလဲခန်းကြီးကိုဘယ်နေရာမှာထားခဲ့လဲဆိုတာsorry ဘယ်နေရာမှာဆိုတော့ဘာထည့်မလဲဒီမှာကဆမ်မန်ပေါ့နော်ဘယ်နေရာမှာတော့ကိုနိအိုဤတထားခဲ့လဲဆိုတာဆိုတော့ဒီဟာလေးကအဖြေမှန်ကနေပဲနံပါတ်2ထားခဲ့လဲဆိုတာဖြစ်တဲ့အတွက်ကြောင့်မလို့အဖြေကနေပဲဟုတ်ပြီနော်ဘယ်နေရာမှာထားခဲ့လဲဆိုတာကိုမမှတ်မိတော့ဟုတ်ပြီနော်ဆိုတော့ဒီဟာလေးကဘာပြန်ကြည့်လဲရတယ်တော့ကိုနိအိုဤတက覚えていませんဟုတ်ပြီနော်ဆိုတော့ဒီဟာလေးကသူN4 မှာလည်းဘုံပိုးထဲမှာပါတယ်နော်ခတိုခဆိုတဲ့နေရာလေးမှာသုံးတဲ့ခနဲ့သုံးထားတာဟုတ်ပြီနော်ပြီးရင်နောက်တစ်ခုက18ပဲဆိုတော့私はတဲ့ピアノをတဲ့ကျွန်တော်ကピアノကို何時間がありません時間がありませんအချိန်ကမရှိဘူးကျွန်တော်ကピアノကိုအချိန်ကမရှိဘူးဆိုတော့အောက်ကအဖြေတွေမှာကြည့်ကြည့်မယ်弾くのが弾く最近忙しくて好きですが弾くのがဆိုတော့တီးရတာက弾くတီးဒီ最近ခုတလော忙しくてအလုံးများပြီး好きですがကြိုက်ပေမဲ့ပီယိုနိုကိုတီးရတာကကြိုက်ပေမဲ့အခုတလောအလုံးများပြီးတော့မှတီးမဲ့အချိန်မရှိဘူးဟုတ်ပြီနော်ဆိုတော့အဲ့လိုမျိုးကိုကဘာသာမပြန်တတ်ဘူးဆိုရင်သွားစဉ်းစားကြည့်ပေါ့နော်စခိဒက်စ်ကဂျီခင်ကအာရီမာဆန်ဒါဖြစ်နိုင်မလားပီယိုနိုအိုဟီကူပီယိုနိုကိုတီးပြီးဆိုရင်တွေးလို့ရမလားပေါ့နော်အဲ့လိုမျိုးလေးတွေနည်းနည်းစဉ်းစားကြည့်ပေါ့နော်ဆိုဒီနေရာမှာဆိုရင်တော့ဟီကူဂျီခင်ဆိုတဲ့ဒီလိုမျိုးတွဲလို့ရတာရှိရနော် but dictionary found noun တွဲတာနော်အဲ့တော့ဟီကူဂျီခင်ကအာရီမာဆန်ဆိုတော့ဒီနေရာမှာသူကဖြစ်နိုင်နော်ဆိုတော့ဘာဖြစ်မှာတော့ပြီးတော့အဖြေမှန်ကစိုက်ခင်အီဆိုကရှိကုတဲ့အခုတလောအလုပ်ညာပြီးတော့ဟုတ်ပြီနော်ဆိုတော့ဒီနေရာမှာထဲမှာကဟီကူနော်ကစကီဒက်စ်ကစိုက်ခင်အီဆိုကရှိကုတဲ့အခုတလောအလုပ်ညာပြီးတော့ဒီမဲ့အချိန်ရှိဘူးလို့ပြောသွားတာဟုတ်ပြီနော်ဒီမှာကြည့်ဒါလေးနဲ့ဆိုတွဲလို့ရတယ်လीเนาะတခုခုလောက်ရတာကကြိုက်တယ်เนาะကစကီဒက်စ်ကဒီလိုမျိုးအတွဲလေးတွေရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့တွဲကြည့်ပြီးတော့မှပြန်ထည့်ပါကိုကအကယ်၍မသိဘူးဆိုရင်ပေါ့เนาะစလုံးလေးကိုဘာသာပြန်ဖို့မသိဘူးဆိုရင်ဘုံပိုးတွေသိတယ်ဆိုရင်ဘုံပိုးတွေကိုတွဲပြီးတော့မှထည့်ကြည့်မယ်ဟုတ်ပြီเนาะကဲဒါဆိုရင်9番နံပါတ်19ဆက်သွားပါမယ်私は20歳の誕生日に祖父が何々いますကျွန်တော်ကနေကျူးဆိုင်ဆိုဒီနေရာမှာတော့နေကျူးဆိုင်လို့ပြောလို့မရဘူးပေါ့နော်ဟာတာချီလို့သုံးပါပေါ့ဟာတာချီတော့တန်းကြောပြီဆိုတော့အသက်20မွေးနေ့မှာတဲ့ဆဖုအဖိုးကကွက်လက်အီမတ်တဲ့အီမတ်ဆိုတော့အများသောအားဖြင့်သူနဲ့ဆိုရင်ဘတ်တဲ့အီမတ်တို့ဘာလို့သုံးလဲဆိုတော့ဘတ်တဲ့လေးပါတယ်နော်ကြည့်ကြည့်ရင်စမ်းပန်ခဏလောက်ဒီနားလေးမှာထားကြည့်အောင်နော်ဆိုတော့ဘာသာမပြန်ကြည့်ပဲနဲ့အရင်သွဲကြည့်အောင်နော်အဖိုးကအဖိုးကအောက်မှာပေးထားတဲ့ဟာတွေကဖိုင်းဆက်စနစ်ကူရေတာစကတ်တဲ့ကာမရာအိုတိုင်းဆက်စနစ်တယုတ်တေတလေးတစားတမျက်တနိုးဟုတ်ပြီနော်အလေးထားပြီးတော့ဒီလိုပုံစံမျိုးကူရေတာပေးခဲ့တာစကတ်တဲ့sorry စကတ်တဲ့အတုံးပြုနေကာမရာအိုကင်မရာအဲဆိုရင်အဖိုးကဘာဖြစ်မလို့ပေးခဲ့တဲ့လို့သုံးပါပေါ့ဟုတ်တယ်နော်အဖိုးကပေးခဲ့တဲ့ဆိုတော့
စဉ်းစားကြည့်အောင်နော်ပေးခဲ့တဲ့တိုင်းစစ်စစ်ကြီးဆိုတာသုံးလို့ရလားမရအောင်နော်အဖိုးကပေးခဲ့တဲ့ဆိုတော့ဘာကိုပေးခဲ့တာတော့တခုခုကိုပေးခဲ့တာဖြစ်မှာဖြစ်တဲ့အတွက် your bank camera အိုးလို့သုံးလိုက်မှာပေါ့ဟုတ်တယ်မလားနော်အဖိုးကပေးခဲ့တဲ့ကင်မရာကိုတယိုတသေးနဲ့အသုံးပြုနေတယ်လို့ပြောလိုက်တော့တိုင်းစစ်စစ်နိဆိုတော့အဖြေမှန်က ichiban နံပါတ်1ဖြစ်သွားပါမယ်တဲ့ဟုတ်ပြီနော်ဆိုတော့ဒါလေးက 2Q-ban ရဲ့အဖြေဖြစ်ပါတယ်So 2Q-ban လေးဆက်သွားကြည့်အောင်ပါနော်ဆိုတော့သူကဒီ star ပု္ပ္ပစာကတော့စဉ်းစားရတယ်နည်းနည်းလေးအချိန်ပေးရတယ်ဒါပေမဲ့သူကတော့9ပုဒ်ပဲပါတယ်ပေါ့နော်ဟုတ်ပြီခင်ဗျားဆိုရင်နံပါတ်20မှာကြည့်မယ်ဟာယာရှိဆန်နဲ့ရီဆန်နဲ့စကားပြောနေတာနော်ဟာယာရှိဆန်ကပြောတယ်先週野球の試合を見に行こうと思ってsorry 来週の来週野球の試合を見に行こうと思っているんですがリーセンも一緒にどうですか来週လာမယ့်ပတ်မှာ野球の試合ဆိုတော့ baseball ပြိုင်ပွဲကိုကြည့်ဖို့သွားမယ်လို့တွေးနေတာတဲ့ရီးဆန်ရောအတူတူဘယ်လိုသဘောရလဲဘယ်လိုလဲတဲ့နော်ရီးဆန်ရောအတူတူသွားမလားလို့မေးတာပေါ့နော်野球の試合ですかbaseball ပြိုင်ပွဲလားいいですねကောင်းတယ်နော်တဲ့ပြီးတော့နာနီ this တဲ့ဒီမှာစာကြောင်းတစ်ကြောင်းဖြစ်သွားပြီဆိုတော့ဒီလေးခုကစာကြောင်းတစ်ကြောင်းကိုပြန်သွားမှာနာနီ this 行きたい this ဖြစ်နိုင်တယ်နော်行きたい this သွားခြင်းတယ်ခုတိုက9 this ဒါမျိုးလည်းဖြစ်နိုင်တာပဲနော်မရှိဘူးဆိုတဲ့ဟာမျိုး not this ဆိုတာတော့မဖြစ်နိုင်ဘူးလေနော် mini ita this လည်းအဲ့လိုမျိုးလည်းမတောင်းဘူးဆိုတော့ဒီနှစ်ခုကသူ့ကိုထည့်လို့ရတယ်ပေါ့နော်ဒီမှာစဉ်းစားကြည့်ရင်ဒီဟာနဲ့1နဲ့2နဲ့ကဒီနောက်မှာတွဲလို့ရတယ်ဒီမှာသူကအရှိမရှိတော့ဆက်စချင်းမှာ not ဆိုတဲ့ဟာလည်းမသုံးနိုင်ဘူးလေနော်အဲ့တော့ဒီမှာပြန်ကြည့်ကြည့်အောင်နော်ဆိုတော့ bata ကိုတိုက9ဒါတွေ့ဘူးလေနော် bata ကိုတိုက9ဆိုတော့သူ့ကိုတွဲလိုက်လို့ရတယ် bata ကိုတိုက9ဆိုတော့လုတ်ဖူးတာမရှိဘူးเนาะလုတ်ဖူးတာမရှိဘူးဆိုတော့မသွားဘူးမကြည့်ဘူးဒီလိုမျိုးပြောတာเนาะကြည့်ဖို့မသွားဘူးအဲ့တော့ဘာဖြစ်သွားမှာတော့သွားချင်တယ်လို့ပြောမှာပေါ့ဟုတ်တယ်မလားเนาะအဲ့ဒါဆိုရင်ဒီဟာလေးကအနောက်မှာ ichi ဖြစ်ဖို့များသွားပြီပေါ့เนาะဆိုတော့ကြည့်ဖူးတာမရှိရဲ့အတွက်ကြောင့်မို့လို့ဆက်သွားချင်တယ်ဟုတ်ပြီเนาะဆိုတော့ဘာဖြစ်သွားမှာလဲ mini ita ကိုတိုကないのでぜひ行きたいですဆိုတော့အဖြေမှန်က4ဘန်နံပါတ်4ဖြစ်ပါတယ်เนาะဆိုတော့ဒါလေးက star ပု္ပ္ပစာကျေပု္ပ္ပစာလေးဖြစ်ပါတယ်เนาะကျေပု္ပ္ပစာကတော့နည်းနည်းလေးစဉ်းစားရတယ် grammar pattern လည်းတွဲစဉ်းစားရတယ်တလုံးချင်းစီကိုလည်းအဓိပ္ပာယ်ဘာသာပြန်ပြီးတော့မှစဉ်းစားရတယ်ပေါ့เนาะဆိုတော့ဘာလေးတွေတွဲလို့ရမလဲဆိုတဲ့ဟာကိုစဉ်းစားပြီးဖြည့်ပေါ့เนาะဆိုတော့မေခွန်းဟောင်းကိုတော့များများလေးလုပ်ပါမေခွန်းဟောင်းများများလုပ်တဲ့အခါကျလို့ရှိရင်မေခွန်းတွေရဲ့သဘောတရားတွေနားလည်လာပြီးတော့ဘယ်လိုလေးရွေးရမလဲဆိုတဲ့ဟာလေးကိုနားလည်လာပါလိမ့်မယ်เนาะဒီဟာကများများလေ့ကျင့်မှာပဲရတဲ့ဟာမို့လို့များများလေးလေ့ကျင့်ပေးပါเนาะဆိုတော့ဒီရဲ့မေခွန်းဟောင်းဗီဒီယိုလေးကအခုစာမွေးဖြည့်မဲ့သူတွေအတွက်အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်เนาะကျေးဇူးအများကြီးတင်ပါတယ်